19ချိန်မြောက်တာမန်တနင်္ဂနွေနေ့ရှမာတေးဥဧဝံဂေလိကျမ်းအခန်းကြီး14အခန်းငယ်22မှ33ထို့နောက်ယေရှုသည်ချက်ချင်းပင်လူအစုဝေးတို့အားပြန်လွှတ်တော်မူစဉ်တွင်တပည့်တော်တို့ကိုလှေပေါ်သို့တက်စေ၍ကမ်းတစ်ဖက်သို့ဥစွာကူးစေတော်မူ၏လူအစုဝေးတို့ကိုပြန်သွားစေပြီးနောက်ကိုရောသည်ဆုတောင်းပတ္ထနာပြုရန်သောငါတောင်ပေါ်သို့တပါးရီတက်တော်မူ၏ညဦးယံအချိန်ရောက်သောအခါထိုနေရာတွင်ကိုရောတပါးရီရှိတော်မူ၏တပည့်တော်တို့၏လှေမူကားကမ်းမှများစွာဝေးကွာစဉ်လေဆံကျသောကြောင့်လှိုင်းတဘိုးများသည်လှေကိုပြင်းထန်စွာရိုက်ခတ်လျက်ရှိ၏မိုးတောက်ရန်အချိန်၌ကိုရောသည်ပင်လယ်ရေပြင်ပေါ်၌ရှောက်လှမ်းလျက်သူတို့ထံသို့ကြွလာတော်မူ၏ထိုအခါတပည့်တော်တို့သည်ပင်လယ်ရေပေါ်၌ကိုရောလမ်းလျှောက်လာသည်ကိုမြင်ကြလျက်ကြောက်လန့်တကြားအော်ဟစ်ကြ၏တို့ရာတွင်ကိုရောကရဲရင်ချင်းရှိကြလော့ငါပင်ဖြစ်သည်မကြောက်ကြနှင့်ဟုသူတို့အားချက်ချင်းပင်မိန့်တော်မူ၏ထိုအခါပေထရုကသခင်ဖေဟာကိုရောဖြစ်တော်မူပါလျင်တပည့်တော်သည်ရေပေါ်တွင်ရှောက်လှမ်း၍အထံတော်သို့လာရမည်အကြောင်းအမိန့်ရှိတော်မူပါဟုလျှောက်လေ၏ယေရှုကလာခဲ့လောဟုမိန့်တော်မူလျင်ပေထရုသည်လှေပေါ်မှဆင်း၍ရေပေါ်တွင်ရှောက်ခါယေရှုထံတော်သို့သွားလေ၏သို့သောလေပြင်းထန်သည်ကိုမြင်လျင်သူသည်ကြောက်ရွံ့ပြီးနှိမ့်မြုပ်စာပြုသဖြင့်သခင်ဖျားတပည့်တော်ကိုကယ်တော်မူပါဟုဟစ်အော်၍ရှောက်လေ၏ယေရှုသည်လည်းချက်ချင်းပင်လက်ကမ်း၍သူ့ကိုဆွဲမပြီးလျင်အိုးယုံကြည်ခြင်းအားနည်းသူအဘယ်ကြောင့်သင်သည်ယုံမှားတန်တရားရှိသည်နည်းဟုမိန့်တော်မူ၏လှေပေါ်သို့သူတို့ရောက်ကြသောအခါလေသည်လည်းငြိမ်သွားလေ၏လှေပေါ်တွင်ရှိကြသောသူတို့သည်လည်းကိုရော့ကိုဥချရှိခိုးလျက်အမှန်စင်စစ်ကိုရော့သည်ဖျားသခင်သားတော်ဖြစ်တော်မူပါသည်ဟုဆိုကြ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း Training in faith ယုံကြည်ခြင်း၌လေ့ကျင့်ပေးခြင်းမုန်တိုင်းထိုင်လှိုင်းကြီးနေတဲ့အာရဲ့အလယ်မှာသခင်ယေရှုခန္ဓာနာနာလမ်းလျှောက်လာတဲ့ဆိုတဲ့အဖြစ်အပျက်ကိုကျွန်တော်တို့ထင်ထင်ရှားရှားတွေ့ရပါတယ်ဒီအဖြစ်အပျက်ကိုအစပိုင်းမှာဆူတောင်းခြင်းနဲ့သူ့ရဲ့တပါးတဲ့ဆူတောင်းတယ်ဆိုတဲ့အချက်နဲ့အဖွင့်ထားပြီးအဆုံးမှာတော့တမန်တော်တွေကသူ့ကိုအမှန်စေစစ်ကိုတော်သည်ဖျိုက်သားတော်ဖြစ်တော်မူသည်ဆိုတဲ့အချက်ယုံကြည်ခြင်းကိုဝန်ခံရအချက်နဲ့အဆုံးသတ်ထားတာကိုတွေ့ရပါတယ်ခန္ဓာထေဝါစွာနဲ့သဘာဝရဲ့စွမ်းပကားအပေါ်မှာတာလွန်အုပ်ဆိုးမှုကိုပြသနေခြင်းပဲဖြစ်ပါတယ်ဒီလိုသဘာဝရဲ့စွမ်းပကားအပေါ်မှာသူ့ရဲ့တာလွန်အုပ်ဆိုးမှုကိုပြသတဲ့နေရာမှာပိုထင်းထင်းရှားရှားပြသလာတဲ့အခါကတော့ဘယ်ခါလဲဆိုရင်ရှင်ပေထရုကိုရေပေါ်၌လမ်းလျှောက်စေခြင်းပဲဖြစ်ပါတယ်တာမန်လူပုဂ္ဂိုလ်တယောက်ကို nature forces သဘာဝရဲ့စွမ်းပကားအပေါ်အဆင့်ဒီတို့မြင့်တင်ပေးလိုက်တာကိုတွေ့ရပါတယ်ရိုးရိုးလူစားတိပဂရိနဲ့မလုံနိုင်တဲ့အရာတွေ့တော့လို့တော့မရတဲ့အရာဒီအရာကိုလှုပ်စေခဲ့ခြင်းဖြစ်ပါတယ်သူထောက်လျှောက်သုံးသင်ပြသလာတဲ့အရာများအမွေအရာတဘိုးလက္ခဏာများထက်ကြီးမားတဲ့အရာအဖြစ်လဲကျွန်တော်တို့သုံးသပ်နိုင်ပါတယ်ဒါကိုတမန်တော်တွေကသစေထင်မှတ်ကြပါတယ်တကယ်တော့သူတို့သစေလို့ထင်မှတ်ထားတဲ့ပုဂ္ဂိုလ်ဟာသူတို့ကဲ့သို့သောဆင်းရဲတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်ဒါပေမဲ့ဆင်းရဲတဲ့လူစစ်စစ်တယောက်ဖြစ်တော်လည်းပဲဘုရားသခင်ဟာဘယ်လိုပုဂ္ဂိုလ်များဖြစ်တယ်ဆိုတာကိုတစ်ချိန်တည်းမှာလည်းပဲပြသလာခြင်းဖြစ်ပါတယ်သူဟာဆင်းရဲတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်တမန်တော်ကြီးမကဲ့သို့ထိခိုက်ရှာလွယ်တဲ့ပုဂ္ဂိုလ်လည်းပဲဖြစ်နေပါတယ်တော့တစ်ချိန်တည်းမှာလည်းပဲသူဟာဘုရားစစ်စစ်ဖြစ်တယ်ဆိုတာကိုပြသလာခြင်းဖြစ်ပါတယ်ဒီလိုထုတ်ဖော်ပြသလာတဲ့နေရာမှာသူ့ရဲ့ဒီနေ့ကြားသိတဲ့အချက်လိုမျိုးအံ့ဩဖွယ်ရာဘုန်းတော်ကိုယ်တော်နဲ့ပြည့်ဝတဲ့ပုံစံမျိုးနဲ့ထုတ်ဖော်ပြသလာတဲ့ဤတစ်မျိုးနဲ့ဖော်ပြလာသလိုဒုက္ခဝေဒနာအသေးခံခြင်းဤနဲ့လည်းပဲဖော်ပြနေပါတယ်ဒီလိုဤမျိုးစုံနဲ့ဖော်ပြလာခြင်းဟာသူတို့ရဲ့ယုံကြည်ခြင်းကိုအားဖြည့်ပေးဖို့ပဲဖြစ်ပါတယ်ရှင်မသက်ကျမ်းမှာပဲခန်းကြီး26ခန်းငယ်53မှာကောင်းကင်တမန်တော်12တက်ကိုခမည်းတော်ဖျားထံဆေလွတ်ဖို့တောင်းခံမယ်ဆိုတဲ့အချက်ကိုလည်းပဲတွေ့ရပါတယ်ဒီလိုကောင်းကင်တမန်တော်ရဲ့အကူအညီကိုတောင်းခံခြင်းဒီအချက်နဲ့အတူတူသိမကြခင်မှာခံစားရတော့မယ့်ဒုက္ခဝေဒနာဒီအချက်နှစ်ချက်ဟာသူ့ရဲ့
ဖျားဖြစ်တော်ကိုပို့ပြီးအားကောင်းကောင်းနဲ့ဖော်ပြနေခြင်းပဲဖြစ်ပါတယ်တကယ်တော့ဒီအရာတွေဟာယုံကြည်ခြင်း၌တမန်တော်များကိုလေ့ကျင့်ပေးနေခြင်းပဲဖြစ်ပါတယ်ပထမအစမှာတော့ဒီရာကငါပဲဆိုတဲ့စကားလုံးလောက်နဲ့ပဲတမန်တော်တွေလေ့လာခဲ့ရတဲ့သဘောရှိပါတယ်ရှင်ပေထရုလေပေါ်ကထွက်ပြီးရေပေါ်ကိုသူ့ကဲ့သို့လမ်းလျှောက်ပါတယ်ရှင်ပေထရုဟာယုံကြည်ခြင်းကိမဲ့မှုအတွက်မမဲခြင်းခံရပါတယ်သူ့ရဲ့တတ်နိုင်ခြင်းတစ်ချိန်တည်းမှာပဲသူ့ရဲ့မတက်ဆွမ်းနိုင်ခြင်းဒီအချက်တွေကိုအာယုံထားအာယုံရောက်သွားတယ်ဒါအပြင်ဘေးနားကလှိုင်းတဘိုးတွေပေါ်လဲအာယုံရောက်မိမှမလွယ်ဘူးဖြစ်ပါတယ်သခင်ယေရှုစီကအာယုံလွှဲသွားခြင်းဒီလိုလွှဲသွားခြင်းအဖြစ်စပြီးနှိမ့်မြုပ်သွားတယ်လို့ဆိုပါတယ်ဒါပေမဲ့သူချက်ချင်းသတိရလိုက်ပါတယ်သူ့ကိုပြန်ပြီးအမြန်အကူအညီတောင်းရတော့မယ်ခေါ်ရတော့မယ်ဆိုတဲ့အရာဒါဟာယုံကြည်ခြင်းပဲဖြစ်ပါတယ်လောကလည်းအသက်ရှင်နေစဉ်ကျွန်တော်တို့ရဲ့တတ်နိုင်ခြင်းတွေကိုလည်းပဲတွေ့ကြုံမှာဖြစ်သလိုကျွန်တော်တို့မစွမ်းဆောင်နိုင်တဲ့အရာတွေလည်းပဲတွေ့ကြုံရအောင်မှာလည်းပဲဖြစ်ပါတယ်ဒါအပြင်လောကရဲ့အခင်းချင်းရဲ့အခက်အခဲများစိန်ခေါ်မှုများခြောက်လန့်မှုများဒီအရာများကိုလည်းပဲတွေ့ကြုံရအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီအရာတွေပေါ်မှာပဲအာယုံဆိုင်ပြီးဒီတစ်ခုတည်းပေါ်မှာပဲမူတည်အသက်ရှင်လို့မဖြစ်ပါဘူးဒီအရာတွေဟာမလိုဘူးမဟုတ်ပါဘူးအာယုံဆိုင်ရပါတယ်ချိန်ညှိတွေးတော်ဆင်ခြင်သုံးသပ်ရပါတယ်ကြိုတင်ပြင်ဆင်ရပါတယ်သို့တော့ဒီအရာတွေဟာအဓိကအာယုံဆိုင်ရမယ့်အရာတွေမဟုတ်ဘဲသခင်ယေရှုစီတို့ဒီဇိုင်းမတ်ဥတီလျှောက်လန်းအာယုံဆိုင်နေရမယ်အသက်တာဟာယုံကြည်ခြင်းအသက်တာပဲဖြစ်ပါတယ်ဒါကိုဒီနေ့သင်ကြားလိုက်ခြင်းလည်းပဲဖြစ်ပါတယ်ကိုပေါ်အာယုံဆိုင်ပြီလို့ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုတွေပေါ်အာယုံဆိုင်ပြီလို့သို့မဟုတ်ကိုယ့်ရဲ့မတွက်ဆန်းနိုင်မှုတွေပေါ်ပဲအာယုံဆိုင်ပြီလို့ကိုကြရှုံးတဲ့အရာတွေပေါ်ပဲအာယုံဆိုင်ပြီလို့ကျွန်တော်တို့ဟာမကြာခဏနှိမ့်မြုပ်သွားနိုင်ပါတယ်ဒါမှမဟုတ်လောကအဖြစ်အပျက်ပတ်ဝန်းကျင်အခင်းချင်းကနေပြီးအခက်ခဲများစိန်ခေါ်မှုများချင်းချောက်မှုများကိုပဲအာယုံဆိုင်မိတဲ့အခါမှာလည်းပဲဖျားသခင်ကိုအာယုံဆိုင်မှုနေသွားတတ်ပါတယ်ဒါကြောင့်သူ့ကိုပဲအာယုံဆိုင်ဖို့ဒီနေ့သွန်သင်နေခြင်းယုံကြည်ခြင်း၌လေ့ကျင့်ပေးနေခြင်းပဲဖြစ်ပါတယ်တစ်ချက်သင်ခန်းစာထပ်ပြီးယူရမယ့်အချက်ကတော့ကျွန်တော်တို့စပြီးနှိမ့်မြုပ်နေပြီစပြီးတော့မြုပ်တော့မယ်ကြရှုံးတော့မယ်ဆိုတာကိုသိသိချင်းမှာပဲဖျားသခင်ကိုအမြန်ခေါ်ယူဖို့အကူအညီတောင်းဖို့လည်းပဲလိုအပ်ပါတယ်သူဟာလက်ကိုအမြဲကပ်နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီယုံကြည်ခြင်းနဲ့ပတ်သက်ပြီးအမြဲသင်ကြားပေးနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒီအဖြစ်အပျက်များပေါ်မှာအမြဲတမ်းပဲဖျားကိုမြင်ကြပါလိမ့်မယ်ကိုယ့်ရဲ့တတ်နိုင်ခြင်းပေါ်မှာဖျားကိုမြင်ရမှာဖြစ်တယ်လို့ကိုယ့်ရဲ့မတတ်နိုင်ခြင်းပေါ်မှာလည်းပဲဖျားဆိုတဲ့ပုဂ္ဂိုလ်ကိုအဓိကထားပြီးရှုမြင်သုံးသပ်ရမှာဖြစ်ပါတယ်လောကအဖြစ်အပျက်တွေကြားမှာလည်းပဲဒီလောကအဖြစ်အပျက်တွေရဲ့အဖြစ်အပျက်နောက်မှာရှိတဲ့တည်ရှိနေတဲ့ပုဂ္ဂိုလ်ပို့ပြီးအာယုံစိုက်ကြမှာဖြစ်ပါတယ်ကြရှုံးသွားခြင်းမှာလည်းပဲအမြန်အကူအညီတောင်းဖို့လိုအပ်နေပြန်ပါတယ်အတိတ်ဘက်ကအခြေအနေမျိုးမျိုးမှနေထိုင်အသက်ရှင်ရတဲ့တွေ့ကြုံရတော့ညာလည်းပဲဒီအခြေအနေနဲ့အဆက်မပြတ်ရတော့ညာလည်းပဲဖျားကိုပို့ပြီးအာယုံစိုက်ဖို့လိုအပ်တယ်ဆိုတာဟာဝိညာဉ်အသက်တာပဲဖြစ်ပါတယ်ယုံကြည်ခြင်းအသက်တာပဲဖြစ်နေပါတယ်ပရမတ်ကျမ်းမှာလည်းပဲဒီလိုဟေရှာယသူ့ကိုယုံကြည်ခြင်း၌သင်ကြားပေးနေတာကိုတွေ့ရပါတယ်တူညီတဲ့အဖြစ်အပျက်ကိုတွေ့ရပါတယ်တမန်တော်တွေသင်ကြားပေးတဲ့ကဲ့သို့အမျိုးမျိုးသောအဖြစ်အပျက်များမှာလည်းပဲဘုရားသခင်လိုက်ပါတည်ရှိနေတဲ့ဆိုတာကိုအကင်းပါးနဲ့ရှာဖွေကြမှာလည်းပဲဖြစ်ပါတယ်မထင်မှတ်တဲ့အဖြစ်အပျက်လေပြေလေညင်းလေးတိုက်ခတ်နေတဲ့အဖြစ်အပျက်မှာလည်းပဲဘုရားသခင်ရှိနိုင်ပါတယ်ဒါဟာအဖြစ်အပျက်တိုင်းမှာရှိတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒါကြောင့်သူလည်းပဲတမန်တော်တွေသင်ကြားပေးတဲ့ကဲ့သို့သင်ကြားခြင်းခံရတာကိုတွေ့ရပါတယ်ဒုတိယကျမ်းမှာကျတော့စိန်ပေါကနေပြီးတော့သခင်စုရဲ့အဖြစ်အပျက်တိုင်းကိုယုံကြည်ခြင်းမျက်စိနဲ့နားလည်ဖို့လက်ခံဖို့လူဖြစ်ကိုယူတယ်ဆိုတဲ့အဖြစ်အပျက်ကိုလည်းပဲသူတို့ရဲ့ရှေ့အစဉ်ဆက်ဘိုးဘေးများယုံကြည်လာခဲ့တဲ့ယုံကြည်ခြင်းရဲ့ထုံးတမ်းထဲမှာဝင်ရောက်ပြီးတော့ကြည့်ရှုပေးဖို့ဖိတ်ခေါ်နေတာကိုတွေ့ရပါတယ်ဒါဟာလည်းပဲယုံကြည်ခြင်း၌သူ့ရဲ့ညီအကိုတွေကိုပုံသွင်းပေးနေခြင်းပဲဖြစ်ပါတော့တယ်ဒါကြောင့်ဒီချက်တွေကိုပြန်ပြီးစဉ်းစားရင်ဖြစ်ပြတိုင်းမှာဖျားသခင်ရှိပါတယ်ဆိုတဲ့အချက်ကိုပြန်လဲပြီးသတိရရင်သူ့ကိုပို့ပြီးယုံကြည်ခြင်းအပြင်ရှာဖွေနိုင်မှုကြိုးစားကြပါစို့တပည့်တော်တို့ယုံကြည်ခြင်းကိုတိုးပွားစေတော်မူပါ